Englava, Ishiro, Grade 12 Biology Chapter 1 ye, 1.2 Importance of Biology in Daily Life အကြောင်းလေးကိုကြည့်ကြည့်ရအောင်။ဒီဘက်မှာဆိုလို့ရှိရင်သူက3ပိုင်းပေါင်းဖွဲ့ထားတယ်။ပထမဆုံးတစ်ပိုင်းအနေနဲ့ဆိုလို့ရှိရင်တော့ scientific research and the development of new tools and techniques have undoubtedly improved the quality of our lives. Scientific research သိပ္ပံနည်းကျသုတေသနပြုလုပ်မှုတွေနဲ့ the development of new tools and techniques သုံးပြုလာတဲ့ပစ္စည်းအသစ်တွေနည်းပညာအသစ်တွေရဲ့တိုးတက်လာမှုကတဲ့ have undoubtedly improved ဒီလိုမျိုးပေါ့နော်တိုးတက်လာတာကတဲ့တန်တရားကြီးပဲဖြစ်ပါဘူးတဲ့ the quality of our life ကျွန်တော်တို့ရဲ့ဘဝပေါ့နော်ကျွန်တော်တို့ဘဝရဲ့အစဉ်အသက်မြင့်မားလာခြင်းကဒီလိုမျိုးသုံးလိုက်တဲ့ပစ္စည်းတွေသုံးလိုက်တဲ့နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတဲ့သိပ္ပံနည်းကျသုတေသနတွေအကြောင်းဆိုတာကတန်တရားကြီးပဲဖြစ်ကြမလို့ပါဘူးတဲ့Generally, we are in the relevance of biology. The biology is the importance of the human society and humankind. Humankind လူသားတွေနဲ့ human society လူအဖွဲ့အစည်းကြီးအတွက် important အရေးကြီးပါတယ်။ Biology is also important to our everyday life. ကျွန်တော်တို့နေ့စဉ်ဘဝအတွက်လည်းအရေးကြီးတယ် because ဘာလို့လဲဆိုရင် because it allows human beings to know better their bodies, their resources and potential threats in the environment.ဘာကြောင့်ရေးကြည့်ရတာလဲဆိုလို့ရှိရင်သူကနေပြီးလူသားတွေအတွက်ကိုယ့်ရဲ့ခန္ဓာကိုယ်သူတို့ရဲ့ခန္ဓာကိုယ်တွေကိုပို့ပြီးတော့နားလည်သိရှိစေတယ်။နောက်ပြီးရင်သူတို့အတွက်ရရှိနိုင်တဲ့အစားအစာရင်းမြစ်တွေဘယ်လိုရှိရင် potential threats in the environment ဒီပတ်ဝန်းကျင်ထဲမှာဖြစ်လာနိုင်ရရှိတဲ့ဘေးအန္တရာယ်တွေကိုပို့ပြီးတော့သိရှိနားလည်စေရတဲ့အတွက်ကြောင့်ဒီနေ့စဉ်ဘဝမှာဒီ biology ကအရေးကြီးရတယ်။နောက်ပြီးဒုတိယတစ်ပိုင်းအနေနဲ့ဆိုလို့ရှိရင်တော့ biology being the study of living things helps to understand heavy organism ဒီတမ်းမှာဒီခဲ့တဲ့အတိုင်းပဲ the study of living thing သက်ရှိတွေကိုလေ့လာတဲ့ biology က helps to understand ကျွန်တော်တို့ကိုနားလည်စေဖို့ကူညီပေးတယ် heavy organism သက်ရှိတိုင်းကိုနားလည်စေတယ် as a field of science သိပ္ပံနယ်ပယ်မှာကြည့်မယ်ဆိုလို့ရှိရင်လေတဲ့ biology helps to understand the living world biology ကဒီသက်ရှိကမ္ဘာကြီးအကြောင်းကိုနားလည်စေတယ် and ပြီးရင် the ways is many species including humans ဒုတိယပါဝင်သက်ရှိမျိုးစိတ်တွေရဲ့function လုပ်ငန်းတွေဒီပေါ့ဆင်ကဲပြောင်းလဲလာပုံတွေနဲ့ and interact အပြန်အလှန်ဆက်ဆက်နေတာကိုလည်းသိရှိစေပါတယ်တဲ့ advanced in medicine ဒီဆေးပညာလောကမှာတိုးတက်လာမှုတွေ agriculture စိုက်ပျိုးရေးမှာတိုးတက်လာမှုတွေနဲ့ biotechnology and many other areas of biology အခြားသောဇီဝနယ်ပယ်ဒီမှာရဲ့ဒီဇီဝနည်းပညာတွေမှာတိုးတက်လာခြင်းက have brought improvements in the quality of life ကျွန်တော်တို့ဘဝတွေရဲ့အစဉ်အတန်းကိုပို့ပြီးတော့တိုးတက်မြင့်မားစေပါတယ်တဲ့ဒါက biology ကြောင့်ပဲဖြစ်ပါတယ်။ဟုတ်ပြီနောက်ဆုံးတစ်ပိုင်းကကြတော့ field such as genetic and evolution genetic မျိုးဗီဇနဲ့ evolution စင်ကဲပြောင်းလဲလာခြင်းစတဲ့ field နယ်ပယ်တွေမှာဆိုလို့ရှိရင်တော့ give insight ထိုးထွင်းသိမြင်စေပါတယ်တဲ့ into the past အရင်တုန်းကအကြောင်းတွေကိုလည်းသိမြင်စေနိုင်တယ်လို့ and can help shape the future အနာဂတ်ကိုလည်းပုံဖော်နိုင်တယ်သိရှိစေနိုင်တယ် and ပြီးရင် research in ecology ဂေယစနစ်ကြီးကိုသုတေသနလုပ်မယ် and ပြီးရင် composition သူကို conservation ထိန်းသိမ်းစောင့်ရှောက်ခြင်းတွေက inform သိလာသေးတယ် how we can protect this planet precious biodiversity အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ကမ္ဘာကြီးရဲ့တဲ့ precious biodiversity တန်ဖိုးကြီးမားလာတဲ့ဇီဝမျိုးစုံမျိုးကွဲတွေကို how we can protect ကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲဆိုတာကိုဒီမျိုးရိုးဗီဇနဲ့စင်ကယ်ပြောင်းလဲမှုတွေကနေသဖြင့်အဲ့ဒါကနေသဖြင့်အရင်တုန်းကအကြောင်းကိုလည်းလေ့လာနိုင်တယ်လို့ဟိုအနာဂတ်ကိုလည်းကိုကပုံဖော်နိုင်တဲ့အတွက်ကြောင့်ဒီကေယစနစ်ကြီးကိုဘယ်လိုထိန်းသိမ်းရမလဲဘယ်လိုကာကွယ်ရမလဲဆိုတာကိုလည်းသိရှိသေးပါတယ်တဲ့ biology has also help us to understand the characteristics of living things ဒီဇီဝဗေဒဘာသာရပ်ကတဲ့သက်ရှိတွေရဲ့ characteristics လက္ခဏာရပ်တွေကိုလည်းသိရှိစေတယ် and the similarities between plants and animals အပင်နဲ့သတ္တဝါတွေရဲ့ကြားကတူညီချက်တွေရဲ့ as well as star အပြင် how gems work and harvesting in Hadia gem လို့ခေါ်တဲ့ပုံမတွေရဲ့အလုံးလုံးပုံသူတို့ဘယ်လိုလုပ်တာလဲဆိုတာကိုလည်းသိရှိစေတယ်သူတို့ကိုလုံးတာကိုသိရှိမှသူတို့ကိုထိန်းချုပ်မဲ့နီလန်းနေတိုက်ခိုက်မဲ့နီလန်းနေသိမယ်အဲ့ဒါမှဒါလည်းနဲ့ harvesting Hadia ပို့ပြီးတော့ကျမ်းမာနေထိုင်နိုင်သေးတယ်ဆိုပြီးတော့ဒါကောင်းတဲ့အချက်တွေပေါ့နော်ဒါကပါလဲဆိုလို့ရှိရင် biology ရဲ့နေ့စဉ်ဘဝမှာအရေးပါပုံအဆင့်ကို၃ပိုင်းနဲ့ယူပွဲထားခြင်းဖြစ်တယ်